ကျွန်တော်တို့ရှင်သန်နေတဲ့ဒီကွာကြီးကရမ်းမြန်လွန်းနေလို့ခံစားရဘူးလားသူများတွေအောင်မြင်နေတာရှေ့ရောက်နေတာတွေကိုကြည့်ပြီးငါကတော့နောက်ကျကြံခဲ့ပြီဆိုတဲ့စိုးရိမ်စိတ်တွေကကျွန်တော်တို့ယင်ထဲမှာမျက်ရှိတတ်ပါတယ်ဒါပေမဲ့ကမ္ဘာအောင်မြင်ဆုံးမင်းကလေးပဲတဲ့မှာလည်းအဲ့ဒီလိုနှိကွေးသူလို့ပြောခံရတဲ့မင်းကလေးတယောက်ရှိခဲ့ဘူးတဲ့ဆိုတာခင်ဗျားတို့ယုံမလားသူမဟာတောက်လောင်နေတဲ့မိတော့မဟုတ်ပဲတည်ငြိမ်အေးချမ်းတဲ့ရေပင်တစ်ခုလိုပါပဲဒီနေ့သူများနဲ့လိုက်မပြန်မယ်ကို့ရှိန်နဲ့ကိုကဘာကိုနိုင်ယူခဲ့တဲ့ကြည်ဆွေးရဲ့အကြောင်းကိုပြောပြချင်ပါလက်ပင်ဖွဲဝင်တွေကိုကြည့်လိုက်ရင်အားလုံးကဖိတ်သီးတွေကြီးပါပဲဂျင်ဒီက fashionable မှာရှေ့ကပြေးနေတယ်လို့လက်ချက်ကလည်းကခေါ်ချက်မှာနှစ်ပြားမှတစ်ပါးလို့ဖြစ်နေပြီး Rose ကလည်းထူးခြားတဲ့အတန်နဲ့ကဘာကိုဖန်ဆားထားကြတာပါသူတို့၃ယောက်စလုံးကငငယ်လေးကတည်းကဂီတနဲ့အကမှာပါရမီပါခဲ့ကြတဲ့သူတွေပါသူမဟာမူလကတရုတ်ဆောင်လိုင်းကလာတဲ့သူဖြစ်တဲ့အတွက်အကနဲ့တချင်းဆိုတာမှာတခြားသူတွေတက်အခြေခံနေခဲ့ပါတယ်။ဝမ်ဂျီရဲ့ငရဲကန်းလို့ခေါ်တဲ့လေးချင်ရင်ခမ်းမတွေထဲမှာတခြားသူတွေကခြေလန်းဆယ်လန်းရောက်နေချိန်မှာသူမကတလန်းချင်းပဲသွားနိုင်တယ်။လူတွေကသူမကိုအရေးချက်ထက်ရုပ်ရည်ကြောင်းပဲခွဲတဲ့ပါလာတာတို့တောင်ဝေဖန်ခဲ့ကြမှာပါတယ်။ဒါပေမဲ့ထူးခြားတာကဂျီဆူဟာဘယ်တော့မှအလုံးမကြည့်ခဲ့တာပါပဲ။သူများတွေငါထက်တော်နေပြီးဆိုတဲ့စိတ်နဲ့ကိုနှိပ်စက်တာမျိုးသူမဘယ်တော့မှမလုပ်ခဲ့ဘူး။သူမမှာကြောက်ဆောင်ကြီးတစ်ခုလိုပဲခိုင်မာလွန်းတဲ့စိတ်သက်ကြီးတစ်ခုရှိပါသူတို့ကသူတို့ရဲ့ပါရမီနဲ့အောင်မြင်တာငါကတော့ငါရဲ့ကြိုးစားမှုနဲ့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတိတ်ကသူမကိုတည်ငြိမ်စေခဲ့တာပါဝဲထွက်လာပြီးတဲ့နောက်မှာဂျေဆူးဟာအမြဲတမ်းနောက်ဆုံးမှရှိခဲ့ပါတယ်ဆိုလိုထွက်ရတဲ့အလှည့်မှာလည်းသူကနောက်ဆုံးပဲရှင်းစာသားရတဲ့အပိုင်းမှာလည်းသူကအနည်းဆုံးဖြစ်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်ပိတ်သက်တွေကဂျေဆူးကိုနေရာမပေးဘူးလို့အော်ဟစ်နေချိန်မှာတော့သူမကတော့အေးအေးဆေးဆေးပါပဲဘာလို့လဲဆိုတော့သူမကတိုင်မင်းကိုယုံကြည်လို့ပါသူမဟာသူများတွေရဲ့အလင်းရောင်အောင်မှနေရတာကိုနားလို့မဖြစ်ပဲဖွဲ့ဝင်ညီမလေးတွေတောက်ပနေတာကိုကြည့်ပြီးဂုဏ်ယူပေးခဲ့တယ်ဒါဟာကိုတန်ဖိုးထားတတ်တဲ့သူမသာလုံနိုင်တဲ့အရာပါသူမဟာအပြင်ပန်းမှာညံ့ပဲပဲပြည့်စိတ်မှာတော့မုံတိုင်းတန်ခံနိုင်တဲ့တောက်ဆောင်ကြီးတစ်ခုလိုပါပဲဒါကြောင့်လဲဒီရောလိုကမ္ဘာထိပ်တန်းအမှတ်တစိတ်ကသူမကိုမင်းသမီးလေးတစ်ပါးလိုတန်ဖိုးထားရတာပါသူမစီမှာရှိတဲ့တည်ငြိမ်အေးချမ်းတဲ့စိတ်ကဝယ်ယူလို့မရနိုင်တဲ့အရာတစ်ခုဖြစ်နေလို့ပါနောက်ဆုံးမှာတော့ဂျီဆူရဲ့အချိန်ကိုရောက်လာပါတယ်သူမရဲ့ flower ချင်းဒီတချင်းကကမ္ဘာတဝန်းမှာပောက်ကွဲသွားခဲ့တယ်ဒီအောင်မြင်မှုဟာနှစ်ပေါင်းများစွာတတိစိတ်ဆူဆောင်းခဲ့တဲ့ကြိုးစားမှုတွေပွင့်ရထွက်လာတာပါပဲထူးခြားတာကသူမဟာအောင်မြင်ဖို့အတွက်တခြားသူတွေလိုလိုက်လုပ်တာမျိုးမဟုတ်ပဲသူမရဲ့ကိုယ်ပိုင်ကိုရီးယားဆန်တဲ့အလားတရားသူမရဲ့တင်းကြီးအေးချမ်းတဲ့အတန်လေးနဲ့ပဲကမ္ဘာကိုအနိုင်ယူခဲ့တာသူမဟာတက်တည်ပြလိုက်ပါတယ်မင်းအောင်မြင်ဖို့အတွက်သူများတွေနဲ့လိုက်ပန်နေကြမလို့မင်းရဲ့အရှိန်ဟုန်နဲ့မင်းသွားပါချိန်တန်ရင်မင်းရဲ့ပန်းကပွင့်လာနိုင်ပြီဆိုတာကိုတော့အခုဆိုရင်သူမဟာကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်ထားနိုင်ပြီး CEO တယောက်ဖြစ်နေပါချိန်ကနှီးတယ်လို့ပြောခံရတဲ့မင်းကလေးဟာအခုတော့ခိုင်မာသုံးသောပလင်ပေါ်မှာကိုယ်ပိုင်တရားပုဂ္ဂိုလ်စောင်းပြီးထိုင်နေပါဂျေဆူရဲ့ဘဝကကျွန်တော်တို့ကိုဘာတွေသင်ပေးတယ်လဲဘဝဆိုတာမာရသွန်ပြိုင်ပွဲတစ်ခုလိုပါပဲစာပိုင်းမှာမြင်နေသူကအနိုင်ရတာမဟုတ်ပဲဆုံးအထိကိုယ်ရှိန်နဲ့ကိုအမှန်လေးရှောက်လန်းနိုင်သူကသာတန်းဝင်နိုင်ပါပါခင်ဗျားတို့အခုချိန်မှာလည်းနောက်ကျနေပြီလို့ခံစားနေရတာကိုနှိုင်းရှင်ပြီးစိတ်ဆင်းရဲနေရတာဂျီဆူးကိုကြည့်ပါကိုယ့်ရဲ့တိုင်းစုံကိုယုံကြည်ပါရောက်ကတက်20နဲ့အောင်မြင်သွားနိုင်တယ်နောက်တစ်ယောက်ကလည်းအသက်50မှာအောင်မြင်လာနိုင်ပါဒါဟာနောက်ကျတာမဟုတ်ပဲကိုယ့်အချိန်နဲ့ကိုဖြစ်လာတာခင်ဗျားဟာနောက်ကျချင်ခဲ့တာမဟုတ်ပါဘူးခင်ဗျားရဲ့အချိန်တွေကိုတည်ငြိမ်နဲ့ဆောင်ဆိုင်နေတာပါဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုယ့်ရဲ့ကိုယ်ပိုင်လမ်းမှာတခြားသူတွေနဲ့လိုက်မပြန်ပဲတည်ငြိမ်နဲ့ရှောင်လန်းနိုင်ကြပါနောက်တစ်ပတ်မှာပြန်တွေ့ရမယ်ဗျာ